ကျူရှင်မတက်ဖဲ၄ဘာသာဂုံတူးထွက်ခဲ့တဲ့အေယာဝတီသူလေးမနေကြီးထွေးကိုကြောင်းတက်ဖို့ကူညီပေးသွားမယ်။စဲရီမိုးရဲဇက်စီယာဦးအောင်ကျော်ထွန်းရေကြီးမျိုးနဲ့စင်အိုခွဲရွာလေးကမနေကြီးထွေးတို့မိသားစုကနွမ်းပါတာကြောင့်ပြင်ပကျူရှင်တွေကိုမတက်နိုင်ခဲ့ပဲကျောင်းသင်ခန်းစာတစ်ခုတည်းနဲ့အခက်အခဲမျိုးစုံကြားတွေကနေ၄ဘာသာဂုံတူးထွက်ခဲ့သူပါ။လိမ္မာပြီးတော့အေးစစ်စစ်နေတတ်တဲ့ဒီကလေးမလေးရဲ့တက္ကသိုလ်ပညာရေးကိုကောင်းကောင်းမွန်မွန်ဆက်လက်သင်ယူခွင့်ရသွားတာကိုမြင်ကျင်မိတယ်လို့ကျောင်းကဆရာကြီးဆရာမကြီးတွေကစန္ဒရှိပါတယ်။မနေကြီးထွေးကအစာရေးဆရာလေးဖြစ်ချင်ပြီးတော့သူ့ရဲ့ဂုဏ်သတင်းတွေမွေးပြန်လာတဲ့အခါမှာစမ်းရည်မိုးရဲ့ဇက်ဆရာဖြစ်တဲ့ဦးအောင်ကျော်ထွန်းကလိုအပ်ရင်ကြောင်းထားပေးပါမယ်ဆိုပြီးတော့ကမ်းလှမ်းလာခဲ့ရပါ။ဦးအောင်ကျော်ထွန်းကစမ်းရည်မိုးအတွက်အမုန်းခံပြီးတော့ပြောတတ်ပေမဲ့စမ်းရည်မိုးဇက်သပင်အဖွဲ့ကြီးကိုကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ဇက်ဆရာပါ။သူကိုယ်တိုင်လည်းပကြီးပပူအပြင်အခြားသောအမှုပညာနယ်ပယ်တွေမှာဝမ်းစာပြေးသွားတဲ့ပညာရှင်တစ်ယောက်ဖြစ်ပြီးဇက်သပင်အဖွဲ့ထဲမှာလည်းအမှုပညာဝါသနာပါသူထူးချွန်သူလူငယ်လေးတွေကိုကိုယ်တိုင်ကိုကြပြုစုပြောထောင်သင်ကြားပေးနေပါတယ်။ပညာကိုတန်ဖိုးထားတတ်တဲ့ပညာရှင်တစ်ယောက်ဖြစ်တာမလို့မနေကြီးထွေးလို့ပညာရေးမှာထူးချွန်တဲ့ကလေးတစ်ယောက်လမ်းခုလက်မှာအခက်အခဲဖြစ်နေတာကိုမကြည့်ရနိုင်ပဲတာဝန်ယူကြောင်းထားပေးဖို့ချက်ချင်းဆုံးဖြတ်လိုက်တာပါအခုချိန်မှာတော့မနေကြီးထွေးကိုကူညီမဲ့သူတွေရှိလာတာကြောင့်လိုအပ်လာခဲ့ရင်လင်္ကာတီပမိသားစုကကြောင်းထားပေးမှာဖြစ်ကြောင်းပြန်ပြောပြလာခဲ့ပါတယ်ဟင်းမပါတဲ့ထမင်းကြိုင်လေးနဲ့စပိန်တက်လက်လမ်းလျှောက်တက်လက်ကြောင်းတက်ခဲ့ရပေမဲ့ကူညီမှုတွေကြောင့်ပညာရေးအတွက်ငွေကြေးကိုစိတ်မပူရတော့ပါဘူးမနေကြီးထွေးလို့ထူးချွန်သူကဇက်စီယာအောင်ကျော်ထွန်းလိုမျိုးလမ်းညွန်ပေးနိုင်သူရဲ့ကမ်းလှမ်းမှုကိုလက်ခံသင်လောက်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အကြွားသေးတမ်းမဟုတ်ပဲမင်္ဂလာပွဲအထိမ်းအမှတ်ဖြစ်ဒေါ်လာတန်းချီလှူဒန်းခဲ့တဲ့ Taylor Swift ကမ္ဘာကျော်ဆိုတော့ဘီလီယံနာမကြီး Taylor Swift ကတော့အသက်36နှစ်အရွယ်မှာသူ့ရဲ့ချစ်သူနာမည်ကျော်ကစားသမား Travis Kelce နဲ့လက်ထပ်လိုက်ပြီဖြစ်ပါတယ်။3နှစ်ကြာချစ်သူဘဝကိုဖြတ်သန်းပြီးနောက်မှာတော့ New York မြို့ကအထင်ကရနေရာကြီးတစ်ခုဖြစ်တဲ့ Madison Square Garden မှာကြီးကျယ်တဲ့မင်္ဂလာပွဲကြီးကိုဆင်နွှဲလိုက်တာဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကြီးကိုအမေရိကန်ရဲ့တော်ဝင်မင်္ဂလာပွဲလို့ကိုခန်းခန်းနာနာတင်စားခေါ်ဝေါ်နေကြတာပါဒီမင်္ဂလာပွဲကိုကမ္ဘာကျော်အနုပညာရှင် A-lister အယောက်100ကျော်အပြင်အခြားဧည့်သည်တွေတက်ရောက်လာပြီးတော့ Hollywood မင်းသားကြီး Adam Sandler ကမင်္ဂလာပွဲစီစဉ်သူဖြစ်ဆောင်ရွက်ပေးခဲ့တာပါ Jennifer Lopez, Ed Sheeran, Ethan Hawke, Jimmy Fallon နဲ့ Abby Wambach တို့လိုမျိုးကမ္ဘာကျော်အားလုံးက Taylor ရဲ့မင်္ဂလာပွဲကိုဂုဏ်ပြုဖို့ရောက်လာပါတယ်သူတို့သမီး Taylor ဝတ်ဆင်ထားတဲ့မင်္ဂလာဝတ်ဆောင်က Christian Dior ကနေဖန်တီးချုပ်လုပ်ပေးထားတဲ့ဝတ်စုံကြီးဖြစ်ပါတယ်။2026ခုနှစ်ဇူလိုင်လမှာကျင်းပတဲ့ Taylor Swift နဲ့ Travis Kelce တို့ရဲ့အမေရိကန်တော်ဝင်မင်္ဂလာပွဲကြီးကတကယ်ပါလုံးရဲ့အာရုံစိုက်မှုတွေကိုရရှိခဲ့ပြီးမက်ဂါလာပွဲတက်တောင်ခမ်းနားတယ်လို့တင်စားကြပါတယ်။ Taylor ကကမ္ဘာအချမ်းသာဆုံးအဆိုတော်ဘီလီယံနာတစ်ယောက်ဖြစ်တာကြောင့်သူ့ရဲ့မင်္ဂလာပွဲအထိမ်းအမှတ်ဖြစ်ဒေါ်လာတန်းချီပြီးတော့လှူဒန်းခဲ့ပါတယ်။နယူးယောက်မြို့နဲ့အခြားမြို့ကပရိုက်တာအဖွဲ့တွေကိုအမေရိကန်ဒေါ်လာ26သန်းမင်္ဂလာပွဲအထိမ်းအမှတ်ဖြစ်လှူဒန်းခဲ့တဲ့ Taylor ဖြစ်ပါတယ်။တဘာဝဘေးအနေနဲ့ရေးကြရောက်တိုင်းဒေါ်လာတန်းချီလှူဒန်းလေးရှိပြီးတော့သူ့ရဲ့မင်္ဂလာပွဲကိုခန်းခန်းနာနာလုပ်ရုံတင်မကအကျိုးပြုတဲ့နေရာတွေမှာအလှူနဲ့စတင်လိုက်တာပါဖူးစာရှင်အစစ်မှန်မဟုတ်ခဲ့ပဲအသေးကွေးလိုက်တချင်းထုတ်လိုက်ဆုရသွားလိုက်တဲ့အောင်မြင်နေတဲ့ Taylor Swift ရဲ့မင်္ဂလာပွဲကတော်ဝင်မင်္ဂလာပွဲလို့ခံစားနေရလားဆိုတာပြပြခဲ့ပါဦးရှင်။